ကဲဒီနေ့တော့စေးတောက်ဖို့မမအောင်ဘယ်လိုလုပ်ကြမလဲနေ့စဉ်တောက်စေဖြစ်တဲ့အလျောက်နေ့စဉ်တောက်ဖို့ကအဓိကကြားတဲ့အတွက်စေးတောက်ဖို့မမေ့ဖို့ကလည်းပဲအရင်ရေးကြည့်ပါတယ်ဒါကြောင့်မလို့စေးတောက်ဖို့မမေ့အောင်ကျွန်တော်ဘယ်လိုလုပ်ကြမလဲပထမအဆုံးအနေနဲ့စေးတောက်ဖို့မမေ့ရလေအောင်ကိုတောက်ရမယ့်စေးအချိန်ကိုကိုအတွက်အဆင်ပြေပြီးတော့မှလှုပ်လေးလှုပ်ထားရှိတဲ့ကိစ္စရပ်နဲ့အတူတူတွဲပြီးတော့တတ်မှတ်ပေးထားတာကပို့ပြီးတော့အဆင်ပြေပါတယ်ဥပမာမနက်စာစားပြီးမှစေးတောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းပဲညစာမစားခင်စေးတောက်တာမျိုးစသဖြင့်ပေါ့နော်ကိုအတွက်ဘယ်လိုမျိုးအဆင်ပြေလဲပေါ့အဆင်ပြေရဲ့အချိန်မျိုးမှာတတ်မှတ်ထားပေးတာကပို့အဆင်ပြေပါတယ်နောက်တစ်ခုအနေနဲ့ကိုတောက်ရမယ့်စေးအချိန်ကိုဖုန်းနဲ့အလံပေးထားတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်အောင်ဘက်အမျိုးသားကိုတောက်ရမယ့်စေးအချိန်ကိုအတိပေးထားပြီးတော့သတိပေးခိုင်းတာမျိုးနဲ့လည်းပဲဂရုစိုက်ခံနိုင်ပါတယ်